Okay all brother ကျွန်တော်အခု prime 1ကိုဘယ်လိုချလဲဆိုတော့ပြမယ်เนาะကျွန်တော် level နည်းနည်းဒါပေမဲ့ prime 1ကို point အပြည့်ရအောင် legendary bout ထိဘယ်လိုရအောင်ချလဲဆိုတော့ကျွန်တော်ပြပေးမယ်เนาะ Okay အဲ့ဒါမှာ prime 1စနေပြီ prime 1စနေပြီကျွန်တော် prime 1ကိုခုံမယ်เนาะ Okay teleport လိုက်မယ်โอเค prime 1စပါအခု10မိနစ်ကျော်ကျန်သေးရယ်เนาะအဲ10မိနစ်ကျော်ကျန်သေးရဆိုတော့ဒီprime 1အတွက်ဒီ box ကပေါ့เนาะဘယ်ကထွက်မှာလဲပေါ့เนาะအဲထွက်တဲ့နေရာကိုသွားကြည့်မယ်ဒါဒီကောင် prime 1ကဒီဟိုဟာကြီးပေါ့ share တော့ဟောင်းခုံလာမဲ့အလဲပေါ့เนาะဒီဘက်မှာပေါ့နော်အဲဟိုက share တို့ဟောင်းထွက်မဲ့နေရ Okay ဟိုမှာငွေရောင်ရေတွေမြင်နေရတယ်နော် Okay မြင်နေရတယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့အပင်တစ်ပင်လောက်ခုတ်လိုက်မယ်ဗျာ Okay အပင်တစ်ပင်လောက်ခုတ်သွားပြီဒီမှာကျွန်တော်တို့ V နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော် defend ပေါ့နော်ဒီဟာတွေကိုဒီနားလေးမှာလိုက်ဆောင်မယ်ပေါ့နော်ဒီဟိုဟာ boss ဖတ်ပြီးတော့ဒီဟာတွေဖြတ်စီးအောင်ပေါ့နော်ဖြတ်စီးလို့ရှိရင်ကျွန်တော်စောက်ထားတဲ့ဟာကိုဖြတ်စီးသွားမယ်ကျွန်တော် point ရတယ်ပေါ့နော် Okay အဲလိုက်ဆောင်မယ် Okay ဆောက်ပြီးဆိုဘာလုပ်မလဲဆိုတော့ကျွန်တော်မီးပလင်းထုတ်မယ်ပေါ့နော်ဟိုကျွန်တော်ဒီမှာသွေးရောမယ်ပြောနေအောင်ကျွန်တော်မီးပလင်းထုတ်မယ်ထုတ်ပြီးလို့ရှိရင်မြေကြီးကိုပြတ်ပေါက်ပြီးကိုရှို့မယ်နော် Okay ကိုမီးရှို့လိုက်ပြီဆိုလို့ရှိရင်ဒီမှာသွေးရောနေပြီဒါဆိုရင်ကျွန်တော်သွေးပြန်ဖြစ်မယ်နော် Okay သွေးပြန်ဖြစ်မယ်ဆိုလို့ရှိရင် Okay အဆုံးလေးပြည့်သွားပြီဆိုလို့ရှိရင်ဒီမှာ rating အောက်ကလက်သီးပုံလေးမှာလေကျွန်တော်100ဆိုပြီးတက်လာလိမ့်မယ်နော်အဲဒါ100ဆိုပြီးတက်သွားပြီနော် Okay rating အောက်ကလက်သီးပုံလေးမှာ100ဆိုတက်သွားပြီဆိုရင်လာပြီ boss train ကျွန်တော်စပြစ်လို့ရတယ်ဒါပေမဲ့ရလောတယ်ကျွန်တော်ကဂန်မဲ့ပါတဲ့အတွက်ဒီပေါ့နော်ဒီမှာဟိုမှာအမြောက်တွေနော်အဲ့အမြောက်တွေနဲ့ထုလို့ဒီသွေးတန်းအောက်ကရှီးပြုတ်သွားပြီဆိုမှကျွန်တော်ဂန်သမားတွေကဂန်နဲ့ပြစ်လို့ရပါတော့သူတို့ထုနေတယ်ထုနေလို့ရှီးပြုတ်တော့မှကျွန်တော်တို့ပြစ်လို့ရမှာပေါ့နော်ဒီကောင်ကတော့ဟတ်မှုပေါ့နော်ဒီ prime 1ကဒီ share ဟောင်းကြီးကဟတ်မှုပေါ့နော်အဲ့ဆိုရင်မှကျွန်တော် point 300ရပါပြီကျွန်တော်စောက်ထားတဲ့ဟာတွေကိုဖြတ်လိုက်တဲ့အတွက်ဖြတ်စည်းတဲ့အတွက်ကျွန်တော်ဘေးမှာ point 900အောင်ဖြစ်သွားပြီเนาะပြင်ဒီကောင်းကြီးသိသွားရင်ကျွန်တော်ကထပ်ပြီး point ရမယ်ဆိုတော့ကျွန်တော်ဘယ်လိုပဲဖြစ်သူ့ရဲ့သတ်မှတ်ထားတဲ့ထပ်မှုရဲ့ point ကိုပြည့်နေပြီเนาะဟိုကျွန်တော်မပြစ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ရှီးမပြုတ်သေးရှီးမပြုတ်ခဲနဲ့ပြစ်နေလို့လည်းဘာမှမထူဘူးဟိုက biomissile နဲ့ပြစ်တဲ့သူတွေ red blood မှာနဲ့ပြစ်တဲ့သူတွေပြစ်ပြီးတော့ရှီးပြုတ်တော့မှကျွန်တော်ပြစ်လို့ရမှာเนาะအဲ့တော့သူများတော့ပြစ်တယ်ကျွန်တော်တော့မပြစ်ဘူးကြီးကုန်နေเนาะအဲ့မှာကြီး200ကျော်ပဲကျန်တော့တယ်ဘယ်တော့အမြောက်တွေကကုန်ပြီလားလို့ဒါဇက်နဲ့ဆက်ပြစ်လို့ဘယ်လိုရမှာလဲ prime 1ကိုဘက်ကိုစကျင်တယ်ဆိုလို့ရှိရင် star right လေးလို့ရနော် star right လေးဒီ prime 1စတဲ့တိုင်မှာလာထည့်လို့ရှိရင်ကျွန်တော်တို့ prime 1ကိုစလို့ရတယ်နော် Okay ပြန်ထုနေပြီတယောက်ဒီမှာထုပေးနေပြီအောက်ကပြုတ်ပြီလို့ကျွန်တော်ပြစ်ပြီနော်ဒါတွေးရတွေ့လားဟိုဒီကောင်ပြန်ထအောင်မထနိုင်တော့တစ် round ပဲပြီးသွားပြီအောက်ရမ်းမြန်ပြီလားအဲ့ဆိုရင်ဒီကောင်ကြီးဟိုအနောက်ကိုခုံပါဗျာဒီနောက်ကိုခုံလာလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်အနောက်ကိုပြန်ပြေးမယ်အဲ့တော့ဒီကောင်ကဒီတာဝါကိုဖြတ်ကမှာဗျာဒီ prime 1စတဲ့တာဝါကြီးကိုဖြတ်မှကျွန်တော်တို့ရှုံးမှာပေါ့နော်အဲ့တော့ဒီကောင်ကသွေး2တုံးအောင်ရောက်သွားဆိုဒီကိုခုံလာမှာဗျာအဲ့တော့ခုံလာမဲ့နာကိုကျွန်တော်တို့မှန်းပြီးတော့ကျွန်တော်စောင့်နေမယ်လားကောင်းကင်မှာရောက်သွားပြီခုံထင်းလာလိမ့်အဲ့ဟိုခဏနည်းနည်းဝိုးပြီးမှနေပါတော့မဟုတ်ရင်သူကြလာတန်းကုန်းသွားလိမ့်အဲ့
ဆင်းလာပြီကဲ prime ကလွယ်လေးเนาะလူများလို့ရှိရင်လွယ်ပါတယ် okay ဒါဆိုရင်ကျွန်တော်ဒီတက်တာရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာမပြည့်သွားဘူးဗျာကျွန်တော်ဒမ်းမေးနဲလို့ထင်တယ်တော့1000ပြည့်ရမှာဟုတ်ဟိုဟာ800အထိပဲရလိုက်တယ်เนาะ3ခုမပြည့်သွားဘူးဒါဆိုရင်ကျွန်တော်ဒမ်းမေးထွက်ပြီဆိုလို့ရှိရင်တော့ဟိုရှီဖောက်တာပါညာနဲ့ဆိုရင်တော့များများရအောင်เนาะ1000ပြည့်ရမှာပြောချင်တာတော့ prime 1စဝင်ပြီဆိုတာနဲ့ခုနကကျွန်တော်လုပ်သလိုဒီ defense နေတော့စောက်အဲ့ဒီသူ spawn man နားမှာပေါ့နော် boss spawn man နားမှာ defense နေတော့စောက်ပြီးလို့ရှိရင်ကိုမီရှိုးပြီးရင်သွေးပြန်ဖြည့်အဲ့ဆိုရင် point 100ရမယ် rating point ပေါ့နော်ဒီ rating point 100ရမယ်ပြီးလို့ရှိရင်ကိုသွေးပြည့်သွားအပြည့်အထိဖြည့်ရမှာနော်ပြည့်အထိဖြည့်လိုက်ရင် rating point 100ရမယ်ပြီးရင်ကိုဟာတွေဖြိုလို့ရှိရင်ဖြိုသလောက် rating point တွေရမယ်ပြီးရင်ကိုပြစ်တဲ့ damage ပေါ်မူတည်ပြီး rating point ထက်ရမယ်ပေါ့နော်ကိုက point rating point များလိုချင်တယ်ထိတ်ဆုံးမှာဇရာထိတ်ဆုံးမှာနေချင်တယ်ဆိုလို့ရှိရင်တော့ခုနကအမြောက်တွေပေါ့နော်အမြောက်တွေစောက်ဖို့အိတ်ထဲထည့်ပါပြီးလို့ရှိရင် biomissile တို့ red plasma တို့ကြည်တွေများထည့်သွားပြီးတော့ပြစ်ပါဆိုရင်တော့rating point တွေအများကြီးရတယ်ပေါ့နော် okay prime 1ကတော့prime 1ချတယ်ဆိုတော့ဒါပါပဲเนาะဒါကတော့ဟန်မို့ပါကျေးဇူးတင်ပါတယ်